အားလုံးပဲမင်္ဂလာပါနေ့လေးမှာပြပြပေးခြင်းနဲ့အကြောင်းအရာတွေကကြတော့အမျိုးသမီးတွေအတွက်ပေါ့နော်ဒီမိမကိုကျင်းတယ်မိမကိုကျဲတယ်ငါတို့ကတော့ဘာမှမဖြစ်ဘူးအဲ့လိုမျိုးပါတချို့ကြတော့လေဒီမိမကိုကြွက်တာတွေရော်ရဲနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်စိတ်ညစ်နေရတဲ့သူတွေရှိတယ်အဲ့ခါကျတော့ကျမတို့ကဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာပြောပြပေးသွားမှာပေါ့နော်အရင်ဦးဆုံးအနေနဲ့ကဘာလေးကိုပြပေးချင်တာလဲဆိုတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ကျမတို့ဒီဘယ်လိုမျိုးအမှတ်မှာကြလဲဆိုလို့ရှိရင်မိမကိုလို့ပြောလိုက်တယ်ဆိုလို့ရှိရင်မွေးငါတို့ကငါတို့ကရိုးရိုးမွေးတာမဟုတ်ဘူးခွဲမွေးတာမို့လို့ငါတို့မိမကိုကမရောငါတို့မိမကိုကမကျဲသွားဘူးပုံမှန်ပဲပေါ့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ခါကျတော့ကျမကဒီမှာဘာလေးကိုထပ်ပြီးပြပြပေးချင်တာလဲဆိုလို့ရှိရင်ဒီလေးမိမကိုကြက်သားတွေရော်ရဲရတဲ့အကြောင်းရင်းလေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြပြပေးချင်တယ်ပေါ့နော်ရိုးရိုးမွေးမှလားခွဲမွေးမှလားအိမ်အောင်တယ်ပဲဖြစ်တာလားနော်အပြိုတွေရောဖြစ်လားဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒီမှာပြောပြပေးခြင်းနဲ့အဲ့ခါကျတော့ကျမတို့ဒီမိမကိုကြက်သားတွေရော်ရဲတယ်ဆိုတာကရိုးရိုးပဲမွေးမွေးခွဲပဲမွေးမွေးကျမတို့ရော်ရဲတာချင်းကအတူတူပဲဒါပေမဲ့တစ်ခုပေါ့နော်ရိုးရိုးမွေးတဲ့သူကတော့ဒီမွေးလန်းချောင်းကနေပြီးတော့မိမကိုကနေပြီးတော့ထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့သူကဒီမိမကိုအဝကတချို့ပျက်စီးသွားတယ်ပေါ့နော်ခလေးကထွားတယ်ဆိုလို့ရှိရင်ဒီမိမကိုအဝါကပြေးသွားတာမျိုးတွေရှိတယ်နော်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါကိုပြန်ပြီးတော့ချုပ်ကြတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျမတို့ဒီကိုဆောင်လိုက်ပြီးဟေ့ဆိုတာ ਨੇ ဘာဖြစ်လဲဆိုလို့ရှိရင်ဒီခလေးရဲ့ weight ပေါ့နော်ဒီခလေးရဲ့ weight ကို6လလောက်ထိ6လလေ10လဖွာတာဖြစ်တဲ့ကြောင့်မို့လို့6လလောက်အထိကိုဒီခလေးရဲ့ weight ကိုဒီတင်မစုံကြွက်သားတွေကတောက်ခံပေးထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေခလေးမွေးပြီးသွားတဲ့အချိန်မှာဒီမိမကိုကြွက်သားတွေเนาะဒီတင်မစုံကြွက်သားတွေကရော်ရဲတာကိုဖြစ်တယ်ပြီးကြလို့ရှိရင်နောက်တစ်ခုဒီတစ်ချက်ချောက်လည်းဖြစ်တယ်နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ဒီမွေးလန်းချောင်းပေါ့နော်မွေးလန်းချောင်းမိမကိုအဝဆိုတာကဒီခလေးထွက်ဖို့အဝဆိုတာက 2.5 2.5 cm ပဲရှိရဒါပေမဲ့ခလေးရဲ့ခေါင်းက10 cm ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးခလေးမွေးတော့မယ်ဘိုက်နာလာပြီးဟေ့ဆိုတဲ့အချိန်မျိုးမှာဘာဖြစ်လာပြီလဲဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ဒီကြွက်သားတွေပေါ့နော်ဒီမွေးလန်းချောင်းမှာရှိတဲ့ကြွက်သားတွေ rabbit muscle တွေကိုရော်ရဲသွားဖို့အတွက်ဆိုပြီးတော့ခန္ဓာကိုယ်ကအလိုအလျောက်ဟော်မုန်းတစ်မျိုးထုတ်ပြီးတယ်အဲ့ဒီအချိန်မှသာလေဒီကြက်သားတွေကရော့ရွဲပြီးတော့ဆွဲလို့ဆန့်လို့ရနေတာဖြစ်တဲ့ကြောင့်မို့လို့ဒီကနေပြီးတော့ခလေးထွက်လို့ရတာအဲ့ခါကျတော့ခွဲမွေးတဲ့သူမှကြတော့ငါတို့ကဒီအပေါက်ကနေပြီးတော့မထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါတို့ကမကြဲဘူးလားဆိုတော့မဟုတ်ဘူးဒီဘိုက်နာလာပြီးဟေ့ဆိုလို့ရှိရင်တော့ကျမတို့ဒီခန္ဓာကိုယ်ကနေပြီးတော့ဒီဟော်မုန်းတစ်မျိုးကထုတ်ပေးတယ်ခလေးထွက်သွားတာနဲ့မထွက်သွားဒီအပေါက်ကနေပြီးခလေးထွက်သွားတာနဲ့မထွက်သွားတာပဲကွာတယ်အဲ့ခါကျတော့ကျမတို့ကိုခွဲမွေးတဲ့သူအနေနဲ့လည်းဒီ private muscle ကြွက်သားတွေကရော်ရဲတယ်ခုနကပြောသလိုမျိုးပဲကိုဝင်ဆောင်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုဝင်ရဲ့ weight ကိုတင်မစုံကကြွက်သားတွေကတောက်ခံထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမိမကိုကြွက်သားတွေကရော်ရဲတယ်ကျမပြောတဲ့အချိန်မှာမိမကိုကြွက်သားရော်ရဲတယ်လို့ပြောပါတယ်နော်မိမကိုဒီအဝတချို့ကကြတော့ဘယ်လိုမျိုးထင်ကြလဲဆိုလို့ရှိရင်ပြန်ပြီးတော့ချုပ်လိုက်တာပဲပေါ့နော်ခလေးမွေးပြီးသွားတဲ့အချိန်မှာကျမတို့ပြန်ဒီမိမကိုချုပ်လိုက်ကြတယ်ချုပ်လိုက်ကြတဲ့အချိန်မှာချုပ်ပြီးသွားပြီဆိုလို့ရှိရင်တင်းတင်းရှိသွားပြီလို့ထင်လိုက်ကြတယ်အမှန်တကယ်ဆိုလို့ရှိရင်တော့ကျမဒီမှာအဲ့ဒီအကြောင်းလေးကိုဒီညတတိစာလေးပြောပြပေးချင်တာပေါ့နော်ဒီအဝကိုကျမနမူနာလေးတစ်ခုပြောပြမယ်အဲ့ကျမပေးတဲ့နမူနာလေးကထင်တာမြင်တာလေးရှိအောင်နော်နည်းနည်းလေးစကားလုံးလေးတွေကတချို့ဟာတွေကျန်းသွားရဲဆိုလို့ဆိုရှင်နည်းနည်းတောင်းပန်တယ်ကျတို့ကဒီလိုမျိုးဒီမှာဒီအဝရှိတယ်နော်ဒီအဝရှိတယ်ဒီအဝရဲ့နောက်မှာကျတို့မိမကိုလမ်းချောင်းဆိုတာရှိမိမကိုလမ်းချောင်းပြောဆိုမွေးလန်းချောင်းပေါ့မွေးလန်းချောင်းဆိုတဲ့အတိုင်းတာကတအိမ်မရောက်ခင်ခြားထဲမှာရှိတယ်လေနော်ရှိတယ်ဆိုတဲ့အခါကျတော့ကျတို့ကဒီအဝကိုချုပ်လိုက်တယ်ကွာဒီအဝကိုချုပ်လို့ဒီအဝကတော့တင်းချင်းသွားတာမှန်တယ်ဒါပေမဲ့ရော်ရွဲသွားတာကဒီမွေးလန်းချောင်းမှာရှိတဲ့ကြွက်သားတွေကရော်ရဲသွားတာအဲ့ဒီမွေးလန်းချောင်းမှာရှိတဲ့ကြွက်သားတွေကရော်ရွဲသားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲဘာဖြစ်နိုင်လဲဒီအဝါပဲကျင်းသွားတယ်ဒီအဝါကိုချုပ်လိုက်တာဖြစ်တဲ့ကြောင့်မလို့ငါတို့ကပုံမှန်ပဲပြန်ဖြစ်သွားပြီးခွဲပွေးထားတာပဲငါတို့ကဘာမှမဖြစ်ဘူးဆိုပေမဲ့ဟုတ်တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒီအဝါကကြက်နေုံနဲ့မပြီးဘူးကျမတို့ကိုဝန်ဆောင်လိုက်တယ်ဟေ့ဆိုလို့ရှိရင်ရော်ရွဲသားတာဒီအတွင်းပိုင်းမှာရှိတဲ့ကြွက်သားတွေကရော်ရွဲသားတာအဲ့ဒါကြောင့်မလို့အဲ့ဒီကြွက်သားတွေရော်ရွဲသွားရင်နောက်ဆက်တွဲဘာတွေဖြစ်မလဲဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့တအိမ်ကြတာတွေဖြစ်မယ်ပြီးရင်စီးမထိန်နိုင်တာတွေဖြစ်မယ်နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုကစီးလန်းချောင်းမကြခဏပိုးဝင်နေဆိုတာတွေဖြစ်လာတာအဲ့ဒီခါကျတော့ကျမတို့ကဆွမ်းနာပြောသလိုမျိုးပဲမိမကိုကျင်းသည်ပဲဖြစ်ဖြစ်ကျဲသည်ပဲဖြစ်ဖြစ်ဘ
နော်ငါတို့ကခလေးမွေးပြီးသွားလို့ပြန်ချုပ်ထားတာလေငါတို့ကရိုးရိုးပဲမွေးထားတယ်ငါတို့ကခွဲမွေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမိမက်ကိုကပုံမှန်တိုင်းပဲဟေ့ဆိုပေမဲ့လေစောနာကပြောသလိုမျိုးအဓိကအရေးကြီးတာကဒီမွေးလန်းချောင်းမှာရှိတဲ့မိမက်ကိုအတွင်းပိုင်းကြွက်သားတွေတန်မာနေဖို့ကအမျိုးသမီးတယောက်အတွက်အရန်အရေးကြီးပါတယ်အဲ့ဒီအတွင်းပိုင်းကြွက်သားတွေရော်ရဲရင်စောနာကပြောတယ်စီမထိန်နိုင်တဲ့ပြဿနာတွေတအိမ်ကြတဲ့ပြဿနာတွေဆိုတာကိုဖြစ်တယ်ဒါကကျတော့အိမ်အောင်တွေအတွက်ကိုတစ်ချက်ပြောပြတာပြီးသွားလို့ရှိရင်နောက်တစ်ခုအခုနောက်ပိုင်းမှာဆိုလို့ရှိရင်အိမ်အောင်မရှိတဲ့အပြိုကြီးတွေအနေနဲ့လေတအိမ်ကြတယ်ဆိုတာတွေကိုဖြစ်လာတယ်ပြောလို့ရှိရင်ဒီမိမက်ကိုကြွက်သားတွေရော်ရဲတယ်ဆိုတာတွေကိုဖြစ်လာတယ်နော်ပြီးရင်စီမထိန်နိုင်တဲ့ပြဿနာတွေဖြစ်လာတဲ့အခါကျတော့သူတို့တွေကအိမ်အောင်မရှိဘဲနဲ့ဘာလို့ဖြစ်တာလဲဆိုတဲ့အခါကျတော့ကျမတို့ဆောနာဒီလိုမျိုးထိုင်ပြီးတော့အလုံးလုံးကားတဲ့သူတွေလုံးလုံးတောက်လျှောက်ထိုင်ပြီးတော့အလုံးလုံးကားတဲ့သူတွေအဲ့ဒီမှာမှကျမတို့ဒီလိုမျိုးခြေထောက်တစ်ခုပေါ်တစ်ခုချိတ်ပြီးတော့ကြာနေတဲ့သူတွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမိမက်ကိုကြွက်သားတွေကိုဖိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒီမိမက်ကိုကြွက်သားတွေကရော်ရဲတာကိုဖြစ်စေတယ်ပေါ့နော်ပြီးတော့ဝါတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းထို့နီးလက်ကောင်းပါပဲနောက်တစ်ခုကကြတော့အသက်30ကျော်အသက်40ဖြစ်သွားတဲ့အပြိုကြီးတွေအနေနဲ့ဆိုလို့ရှိရင်လည်းအိမ်အောင်မရှိတဲ့အပြိုကြီးတွေအနေနဲ့ဆိုလို့ရှိရင်လည်းအသက်အရွယ်အရှာကျမတို့အက်စထရိုဂျင်ဟော်မုန်းလျော့သွားတယ်ပြီးတော့ရှင်40ကျော်သွားပြီဆိုလို့ရှိရင်ဟိုဘက်မှာသွေးဆုံးဖို့အတွက်ကိုနီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သွေးဆုံးချိန်ကာလမှာလည်းဒီလိုပြဿနာတွေကကြုံရတယ်အဲ့ဒီခါကျတော့ကျမတို့အရင်တော့သိထားခဲ့မယ်ဒီလိုမျိုးပြဿနာတွေတအိမ်ကြတာတို့เนาะပြောလို့ရှိရင်စီမထိန်နိုင်တာတို့ပြောလို့ရှိရင်ဒီလိုမျိုးမိမက်ကိုကြွက်တာရော်ရဲတယ်ဆိုတာတွေကအိမ်အောင်တွေပဲဖြစ်တယ်အပြိုတွေဖြစ်တယ်ဆိုလို့ရှိရင်ဟေးအပြိုဖြစ်ပြီးတော့ဖြစ်လာပေါ့အဲ့လိုမျိုးတွေရှိတတ်ကြတယ်အမှန်တကယ်တော့ကျမတို့ရဲ့နေထိုင်စားသောက်မှုကြောင့်မို့လို့လေဒီလိုမျိုးတွေဖြစ်ပါတယ်ဒါလေးကကျတော့ကျမဒီကြောင်းလေးကိုထပ်ပြီးတော့ပြပြပေးတာပါအရှိမှလည်းဗီဒီယိုတွေတင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အများစုကကျတော့လာပြီးတော့မေးကြတဲ့အထင်မှာအသက်တချို့ဆိုလို့ဆိုရင်အသက်20လောက်ကလေးတွေနဲ့28လောက်ကလေးတွေနဲ့ကိုတအိမ်ကြတာမျိုးတွေလည်းရှိတယ်ပေါ့နော်တချို့ကျတော့သူတို့အသက်ငယ်ငယ်လေးပဲရှိသေးတယ်ခလေးမမွေးရသေးဘူးအိမ်အောင်ပြုတယ်အသက်30လောက်ပဲရှိသေးတယ်အိမ်အောင်ပြုတာမကြသေးတဲ့အချိန်မှာဒီလိုမျိုးဟာကြီးဖြစ်တယ်ပေါ့နော်ဆိုလို့ရှိရင်ဘာကြောင့်လဲပေါ့ကျမဆောနာကပြောသလိုမျိုးပါပဲဒီလိုမျိုးမိမက်ကိုပြီးသွားရင်နောက်တစ်ခုကကြတော့အမျိုးသားနဲ့ဆက်ဆံတယ်ဆိုလို့ရှိရင်ဆက်ဆံတာများတယ်ဆိုလို့ရှိရင်မိမက်ကိုကကျေသွားလာပေါ့အဲ့ဒါကျတော့ကျွန်တော်တို့ဒီမိမက်ကိုအဲထဲမှာရှိနေအဓိကကကြွက်သားတွေကသူ့ဟာနဲ့သူကြုံနိုင်ဆန်းနိုင်စွမ်းအားတွေကရှိနေတယ်ဆဲတွေကလည်းအသစ်ပြန်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ဒီဟာတစ်ခုထဲချောက်တော့ဒီလိုမျိုးမိမက်ကိုကြွက်သားတွေကရော်ရဲတာအောင်မဖြစ်ဘူးပေါ့နော်ဒီတစ်ခုထဲချောက်တော့မဟုတ်ပါဘူးဆောနာပြောတဲ့ဟော်မုန်းတွေချိန်ချက်ဖြစ်တဲ့ကာလတွေရှိလာမယ်ပြီးတော့ရှင်အက်စထရိုဂျင်ဟော်မုန်းရောတာတွေရှိမယ်သူကထိုင်ပြီးတော့အလုပ်လုပ်ကြတာမျိုးတွေပေါ့နော်ထိုင်ပြီးလုပ်တဲ့အခါမှာလဲကျမတို့ကခြေထောက်တစ်ခုပေါ်တစ်ခုဆင့်ပြီးတော့အကြာကြီးထိုင်တာမျိုးတွေဆိုလို့ရှိရင်လဲဆောနာပြောတာမျိုးတွေကိုဖြစ်တတ်တယ်ပေါ့နော်ဒီလိုအခြေအနေတွေချောင်းမို့လို့လဲဖြစ်တာတွေရှိပါတယ်အဲ့ခါကျတော့အခုကျွန်မပြောပြချင်တာကကြတော့အိမ်တော်ခလေးမွေးထားတဲ့သူတွေကလည်းငါရိုးရိုးမွေးထားလို့ဒီလိုမျိုးဖြစ်တာငါခွဲမွေးထားတာဖြစ်တဲ့ကြောင့်မလို့မဟုတ်ဘူးကျွန်မပြောပြချင်တာကကြတော့ကျွန်တော်တို့ဒီမိမက်ကိုဆိုတာကဒီအဝါကိုပဲသွားကြည့်လို့မရပါဘူးအမျိုးသမီးတယောက်အတွက်ကျန်းမာရေးဆိုတာကအမျိုးမွေးလန်းမှာရှိနေတဲ့ဒီမိမက်ကိုကြွက်သားတွေတင်းရင်းနေမှသာလျင်အမျိုးသမီးတယောက်အတွက်တကယ်ကိုကျန်းမာတာပါအဲ့ခါကျတော့ကျွန်မဒီမှာဗာလေးကိုထပ်ပြီးပြပြပေးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိမက်ကိုကြွက်သားတွေတင်းရင်မှုရှိလားမရှိလားငါပုံမှန်မဲလားရော့နေလားဆိုတာလေးကိုစမ်းလာရပြန်လာမိမက်ကိုကြွက်သားတွေကတင်းရင်မှုရှိလားရော့နေလားဆိုတာကိုအပြိုတွေပဲဖြစ်ဖြစ်အိမ်အောင်တွေပဲဖြစ်ဖြစ်ကိုဟာလေးနဲ့ကိုစမ်းလို့ရတဲ့နီးလေးကိုအရင်ဆုံးပြပြပေးမယ်ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်เนาะကျမတို့ကိုဟာနဲ့ကိုပါတာကိုမျက်လုံးနဲ့ကြည့်ပြီးတော့စမ်းတက်လို့ရတယ်ဒီမိမက်ကိုနှက်ခမ်းသားတွေမှာအတွန်းခောက်တွေများနေလားပေါ့အဲ့လိုမျိုးတင်းတင်းရင်မရှိတော့ဘဲနဲ့အတွန်းခောက်တွေများနေတယ်ဟေ့ဆိုလို့ရှိရင်လေဒါကမိမက်ကိုကြွက်သားတွေရော်ရဲနေတဲ့ပုံစံကိုပြတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်ကျမတို့ဒီထိုင်လိုက်ပါထိုင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမိမက်ကိုတဲကိုလက်လေးထည့်ကြည့်ပါလက်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီအတွင်းပိုင်းကြွက်သားတွေနဲ့ဒီလက်နဲ့ထိလာပေါ့ပြီးသွားလို့ဆိုလို့ရှိရင်ကျမတို့ခဏညှစ်ထားကြည့်ပါညှစ်ထားလိုက်တဲ့အချိန်မှာအဲ့ဒီလက်ကတင်းကျပ်မှုဒီလက်ကလေးကတင်းကျပ်မှုရှိသွားလားပြီးသွားလို့ရှိရင်ဘယ်လောက်တိုင်းတာလောက်ထိကိုလူမျိုးတင်းတင်းကြပ်ကြပ်ရှိလဲပေါ့အဲ့လိုမျိုးလေးတွေကြည့်ပြီးတော့ကိုဆန်းတက်လို့ရပါတယ်ဒါကိုဟာနဲ့ကိုဆန်းတက်လို့ရတယ်နီးလေးပေါ့နော်အဲ့ဒီမှာကျမတို့ကိုက
စီမထိန်ထိုင်တာတွေဖြစ်လာပြီကိုယ့်ရဲ့မိမကိုလမ်းကြောင်းမိမကိုရဲ့ကြွက်သားတွေကတင်းမှုမရှိတော့ဘူးเนาะပြောရလို့ရှိရင်စီမထိန်ထိုင်တာတွေဖြစ်လာတယ်စီးတွေခဏခဏသွားတယ်ပြောရလို့ရှိရင်အက်စထရိုဂျင်ဟော်မုန်းရော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီးလန်းဆောင်တွေမကြခဏပိုးဝင်တဲ့သူတွေရှိမယ်เนาะပြောရလို့ရှိရင်တချို့ခလေးမွေးထားတာတွေခွဲမွေးထားတယ်ဆိုရင်တော့မှပဲတချို့အမားတွေဆိုလို့ရှိရင်ရှိတယ်ပေါ့နော်ခလေး၃ယောက်မွေးထားတာခွဲမွေးထားတာပဲဒါပေမဲ့ဘာဖြစ်လဲဒီမိမကိုကထိုင်လိုက်ထားလိုက်တဲ့အချိန်မျိုးမှာလေထွက်တာမျိုးတွေရှိတယ်ပြီးတော့ဆိုလို့ရှိရင်ဒီအမျိုးသားနဲ့အတူတူနေတဲ့အချိန်မျိုးမှာခံစားလို့မရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာပြီဟေ့ဆိုလို့ရှိရင်เนาะဘာလုပ်ကြမလဲဆိုလို့ရှိရင်ကျမတို့ဒီတင်မဆုံနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေလုပ်မယ်ပြီးကြလို့ဆိုလို့ရှိရင်အိတ်နေနဲ့လည်းဒီမိမဘုံနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်